ဒုပါချုပ်ဒေါက်တာညဏိန္ဒတို့တို့ရဲ့နောင်တော်ကြီးပေါ့ဗျာနော်ဇာတိတူတွေမတို့မသိသေးတဲ့ချက်နော်ဒါလေးထည့်ပြောတာနောက်တစ်ခါမတို့ကမှတ်ပေါ်နေလို့တယ်ဟိုကလို့ရတရားလို့ရဆိုရင်ဆရာတော်စီသွားတော့မယ်သိလားဘုံပါပြောတာသိလားမတို့ဟိုကလို့တရားလို့တယ်ဆိုရင်လက်မှတ်တွေပါလို့တယ်ဆိုရင်ဘယ်သွားတော့မှာဆရာတော်စီသွားမယ်ဆရာတော်ဒေါက်တာညဏိန္ဒစီသွားမယ်ဆိုလက်ရှိဆရာတော်ကဘာတာဝန်ထမ်းဆောင်တယ်လို့မတို့သိတာတော့မသိဘူးဟောနောက်လက်ရှိမတို့တန်လျင်အခုနေတဲ့ global တန်လျင်ဆိုတော့တန်လျင်မြို့နယ်တန်ကနာယကဥက္ကဋ္ဌအသေးဆက်ဆက်လေးပေါ့ new president ပြောမလားเนาะဒါဘုန်းတို့မသိဖို့တခါတည်း new chairman ပေါ့အဲ့လို chairman เนาะအနေပေါ့လူလိုပြောမယ်ဆိုအုပ်ကြီးပေါ့အုပ်ကြီးပေါ့အဲ့လိုပြသွားတာမိတ်ဆက်ပေးတာနောက်နော်အနေပြမှာဆိုဒါကိုတက်ကတူရဲ့ဂုံတစ်ခုပေါ့လို့ပြောချင်တာဘုံကဒါလေးကဘာကြောင့်ဆိုတော့ကိုတန်ခါကြီးရကိစ္စရှိမလို့နော်ရင်းနှစ်တွေပို့ပြီးတော့အာကိုအာထားပြုလို့ရတယ်ကိုတက်ကတူတွေကအဲ့လိုထွက်သွားတော့ဘောပေါက်လာဒါလေးတစ်ချက်ပြောတယ်ဘုံပြောတဲ့အထဲမှာတခုပေါ့ဘုံပြောပြမယ်ကျမ်းပြီးပါတော့ကြောင်ပြောင်းဆိုတာလေးပေါ့ဒါလေးကပြောပြမယ်ဂလိုဘယ်ဘွဲရပြီးတော့ဘယ်မှာသုံးတယ်မလဲဆိုတာတက်ဆိုင်အခုလောလောဆယ်တပိတော့ကဒါလေးစဉ်းစားတယ်ပေါ့နော်ဒီဘက်တက္ကသိုလ်တွေပြီးတော့ BA ဘွဲရောက်သွားတဲ့ဦးစင်းလေးတွေပေါ့နော်ဆရာလေးတွေရောအပါဝင်ပေါ့ဒီဘက်လည်းပဲအချိန်ပြည့်ကောင်းမွန်တော့အချိန်ပြည့်ဆိုတာပြက်ကွက်ခဲတယ်ဒီဘက်ကျမကြီးတဲ့ကြွေးဆိုင်တင်နေနော်တော်တော်များများတော့သူ့လည်းပဲအဆင့်တော့တော်တော်များများရောက်တယ်အများစုကတော့ first class လောက်ဝင်ပါတယ်ဆောင်းပွဲဖြစ်နော်ကျမ်းပြီးကြောင်းပြောင်းဆိုတဲ့အနေထားလေးပေါ့ဒါလေးကပြောပြမယ်ဒါပြတော့ဒီမှာအခုဆိုရင်တိုးချက်မြေတွေနော်အစိုးရသတ်မှတ်တဲ့9ရက်ကဒီဘက်6ရက်ကပြတ်သွားရင်ထက်လဲစ조사ဝယ်မယ်ဝယ်တဲ့ဆိုတာကခုနကဒီတန်ငါတွေအတွက်သာသနာအတွက်လူတဲ့သူတွေကလည်းပဲဒီတန်ငါတွေစိတ်ချမ်းသာအောင်ကြဲကြဲဝန်းနဲ့ဥယျာဉ်ပန်းမှန်တွေနဲ့ကျောင်းတော်တွေမှာစီစီကကနေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီခုနပြောတဲ့ဘုံပြောတဲ့ BNN စပွန်ဆာတွေကပဲထပ်ပြီးလုပ်ပေးသွားအကုန်လုံးနော်ငကုံတော့တပြတော့ခေါင်းကြီးတယ်ပေါ့ကြီးတဲ့ဆိုတာကအကျွေးတွေပိုင်းနဲ့လုပ်ခဲ့တယ်ပြီးခဲ့တဲ့ဒါပေမဲ့ဒီနေ့တပြတော့အားလုံးနော်အကုန်လုံးပြီးသွားကိစ္စဝေးစံပြီးသွားလို့လည်းထဲမှာသိန်းဝင်အများကြီးတောင်ပို့သေးတယ်မင်းတို့တယောက်ကိုတသိန်းတီအောင်လက်ဆောင်ပေးလို့ရသေးတယ်ပြန်လို့ရှိရင်ဟမ်ပေးလိုက်ပါမရှိတရားရှိမသိန်းတရားနဲ့ပေးနေပေးမှာပဲဒါပေမဲ့ပေးလို့ရသေးတယ်ပို့တော့အဲ့လိုမဟုတ်ဘူးဆိုတာရိုးရိုးတာမန်လေးပဲပြောတာမဟုတ်ဘူး pocket money ဆိုတာအမောင့်ကိုချမပြဘူးနော်သိချင်အခန်းထဲလာကြည့်လိုက်မျက်စောင်းလေးထိုးလိုက်ဘယ်ဘက်တော့မှာဘာလောက်ထားလဲဆိုတာနော်သိတဲ့လူသိတယ်အိမ်နဲ့စားတော့ဘာလာချောင်းတာဘယ်ရောက်တော့အခန်းထဲလာတယ်ဆိုတော့ပြောချင်တာကဘုံဘာပြောချင်တာလဲဆိုတော့ဂျမ်ဘီကြောင်းပြောင်းဆိုတဲ့အနေထားမှာထားတော့ဒါလေးကစကားပုံလေးဆိုရေးလေးဆိုပါစို့ဘုံဘာပြောချင်တာကိုတက်ကဲဆိုဂလိုဘယ်ထွက်တဲ့ကိုတက်ဖဲ့တွေပေါ့အဲ့လိုပုံစံမဖြစ်အောင်ဘုံကတော့တက်နိုင်တယ်များကဲမယ်တက်နိုင်တယ်များစ조사ပေးမယ်ပေါ့ဒါပြောစန္ဒရှိတယ်ရှိတဲ့ကကြတော့အခုလက်ရှိပဲဟိုမှာစာကြကလေးကဆောင်15ဆောင်ဒါပလန်ချပြီးအခုလက်ရှိအနေထားလေးညီလေးတို့သိအောင်ပြောပြတာဘိုးတို့မင်းကြီးကနေတစ်နှစ်ပတ်လုံးလုံးလိုက်ချတယ်လိုက်ပြီးတော့ငွေကြီးတွေကဟိုမှာ4000ကျော်เนาะအဲ့မှာအကျွေးတွေတင်တယ်အခုဘုံကအကျွေးတွေဆက်ပြီးသွားပြီဟောဒီမှာလိုတဲ့ခြံနော်1500ဒီမှာပြီးသွားပြီအကုန်ရှင်းနေနေထပ်ပြီးဝယ်လို့ရသေးတယ်ဒါကဘာကိုချပြတယ်လဲဆိုတော့ဒီတက္ကသိုလ်ကြီးရှင်သန်ဖို့တက္ကသိုလ်ကြီးစီပင်ဖို့တပည့်တော်ကစူးစမ်းတယ်အဲ့ဒါမှအများကြီးပဲလိုက်တယ်နော်တပည့်တွေအများကြီးလိုက်တယ်စာကြဘုန်းကြီးတွေကစပါတယ်နော်တက္ကသိုလ်မိုက်တယ်အများကြီးလိုက်တယ်နိုင်သမျှပေါ့အဲ့မှာတပည့်တော်က first plan ချထားပြီးစာကြကတိကဆောင်နေအမ15လုံးချထားတယ်လိုအဲ့ရင်အများကြီးပဲဒီဘက်မှာ college ခွဲရှိတယ်တန်လင်းမာနေနောက်တဲ့2ဌာနရှိသေးတယ်နောက်တစ်ခါဘယ်မှာရှိသေးလဲဆိုတော့တောင်ကြီးမှာအခုမြေ2ကွက်ရှိပြီးသားရှင်များပြောပြီးသားတခုဆိုလဲစပြီးသွားချထားတယ်ဒါပေမဲ့ဆက်ပြီးမလုပ်ပြသေးဘူးဒါလေးတွေပဲဒီလိုနည်းနည်းပြောပြမယ်နော်ဒါကြောင့်ရှင်များသိအောင်လို့ခုနကပြောတဲ့ဂျမ်ဘီကြောင်းပြောက်ဆိုတဲ့အနေထားမှာတပည့်တော်ကတော့ဗာမြင်လဲဆိုတော့တချို့ပုံကိုယ်တွေကစာတော့တော်ပါတယ်ဒီလိုပြောမယ်နော်ဘာတော့ကတော့စာတော်တယ်စာတော်ရင်ဘယ်လောက်တိတော်လဲဆိုတော့စာထဲမှာဆိုရင်အမြဲတမ်း1 to 3လို့ရတယ်1 to 10ရတယ်ပေါ့ဒါပေမဲ့အလောက်ကင်ပိုင်းကြတော့တပည့်တော်မြင်တယ်ပေါ့စောင့်ကြည့်တယ်ဝိရိယအားနေတယ်ဘုန်းကြီးခုနပြောတဲ့ကုံပါခေါ်စကားထဲမှာနံပါတ်1ချက်ကိုမရှိတာတော့ဝိရိယဘာလို့ထားမယ်မပြောလားဝိရိယအားကြနဲတယ်နော်ဝိရိယအားနဲဆိုစာတော့ရှိတယ်ဒါပေမဲ့
ဒီမှာတစ်ခါပဲပြောပြမယ်တစ်ခါလည်းပြောမယ်ဆိုတာတပြိုတော့ဆန်လုတ်တယ်ဆန်ကြက်တယ်ဘွဲတွေရအောင်လုပ်တယ်ဆိုတာကတပြိုတစ်ခါပြောပြပါတယ်ဘာလို့ဖို့ဒီပညာရေးတွေသင်တာတော့အလုံးလို့ဖို့သင်တာဘာလို့ဖို့တော့အလုံးလို့ဖို့ဘွဲဒီဂရီရောက်သွားတယ်ဒီဘွဲဒီဂရီကိုအမိပြုတ်ပြီးတော့တကယ်တမ်းအလုံးလို့ရမှာဆရာဝန်ဖြစ်သွားတယ်ဆရာဝန်ဖြစ်သွားပြီးတော့ငါတို့ထိုင်နေရင်မလုံးဆရာဝန်ဖြစ်သွားပြီးကိုယ့်ရွာကိုပြန်ပြီးတော့အိတ်နေမယ်ငါဆရာဝန်ပဲဆိုပြီးတော့လက်ခမောင်းခတ်နေမယ်ဘယ်နှရက်သူဓမင်းစားမှာတော့အင်ဂျင်နီယာလည်းထုံနေလကောင်းမယ်အင်ဂျင်နီယာဖြစ်သွားပြီဆိုပြီးတော့ရွာပြန်ပြီးတော့ကိုယ့်ရက်ရွာကိုယ့်ရွာမှာပြန်ပြီးတော့ဘော်ကြော့နေလို့ဘယ်သူကထမင်းကျွေးမှာတော့ဘောပေါ့လားဒီလိုပဲတပြိတော့မြင်တာပြောတာနော်အခုဘွဲရတယ်အခုဓမ္မစရိယဘွဲရပြန်ပြီးခုနပြောတဲ့ဗာပြောက်တာတော့ကြောင်းပြောက်တယ်ဟုတ်တယ်မလားကျွတ်ကြောင်းပြောက်တယ်ပြောတယ်ဟုတ်တယ်မလားဟောအမေဘွဲရတယ်ကြောင်းပြောက်ပြန်တယ်ကျွတ်ကြောင်းပြောက်တယ်လို့ပြောတယ်နော်ဟုတ်တာမသိဘူးဗမာစကားမှာတော့နော်ကြောင်းပြောက်တယ်ဒီကောင်ဆိုတာကျွတ်ကြလဲ PhD ဘွဲရလာတယ်အဲ့လိုပဲကြောင်းပြောက်ပြန်ရောပြောချင်တာတချို့ပုံကိုယ်တွေပေါ့ဒီကလူရောရဟန်းတွေရောနင်းပေါ့ဆရာလေးတွေရောတချို့ပုံကိုယ်တွေပေါ့ဒီလိုတငယ်ချင်းတွေမှာလည်းပါတယ်လို့ဒီနောက်ကတပည့်တွေမှာလည်းပဲတွေးခဲ့ရတာဘာတွေတွေးနေဆိုသူတို့ရဲ့စိတ်သက်လေးတွေဘုံပြောတယ်ခုနပြောတဲ့စိတ်လဲနော်လိုတာပေါ့ mindset တွေပါလေပေါ့ဒါတွေးတတ်ဖို့လည်းလိုတယ်ဘာသွားတွေးနေဆိုတော့ငါဘွဲရရင်အဓိကပဲဘွဲရပြီးပြီဆိုတဲ့နော်ဦးစင်းကိုယ်တွေအများကြီးပါလာတယ်ဘာဖြစ်ရင်ပြီးပြီလို့ဖြစ်တာတော့ဘွဲရရင်ပြီးပြီငါဘယ်မှာနေဘွဲရရင်ပြီးပြီတင်းလည်းငါလည်းဘွဲရရင်ပြီးပြီအိန္ဒိယသွားလည်းဘွဲရရင်ပြီးထိုင်းသွားလည်းငါဘွဲရရင်ပြန်လာရင်အလုပ်လုပ်မယ်ဆိုတာတကယ်တမ်းအလုပ်လုပ်တယ်ဆိုအဲ့လိုပြောတာမဟုတ်ဘွဲကိုအကြောင်းပြုပြီးတော့နော်ဘွဲချိန်နေတဲ့ထိုင်စားမယ်လို့ပြောတာဒီနေ့ပြောမယ်ဆိုရင်ဘာပြောတော့အမိရှေခြင်းတယ်ဆိုတဲ့ဘောဟုတ်တယ်မလားကြားဘူးတယ်မလားဘုန်းတော်ကြီးတွေကတော်တော်များများကအမိရှေခြင်းတယ်ဟုတ်တယ်မလားအဲ့အမိတွေများလာရင်နော်ထမင်းတော့စားလက်မရတယ်အဲ့လိုမြင်ကြတာဒါတပိတော့အများစုပေါ့နော်ပေါင်းဖို့တယ်ရှင်များလည်းသိတယ်ဒါပေမဲ့တကယ်တမ်းကြတော့လက်တွေ့ပေါ့လားတကယ်လက်တွေ့မှာတပိတော့အခုလောက်ခဲ့တယ်ဒီအဆင့်ပေါ့ပြောပြတာနော်ဘုံဘုံလို့ချင်းမှာအတူတူပဲလောက်ကြတဲ့ခါကျတော့ဘယ်ဟာကသွားကွာသွားလဲဆိုတော့ခုနကဝီရိယထားပြီးတော့အလုံးလုံးတာကပို့ပြီးတော့တန်သွားတယ်ဘာပေါ့လားခုနကပြောတဲ့ပညာရေးတွေပေါ့ပညာရေးတွေမှာစာသင်ခန်းထဲမှာပါတုဒ္ဒရနေတော့လည်းပဲအဲ့ထဲမှာပါတုဒ္ဒမရဘူးဒါ first class ပဲရတဲ့ပုံကိုယ်တွေ second class ရတဲ့ပုံကိုယ်တွေကအလုပ်ကြိုးစားတယ်အဲ့ပုံကိုယ်တွေကနော်ဒီလက်ရှိပေါ့ဒီဘက်မြန်မာပြည်မှာပြောတာတော်တော်များများကနေရာရသွားတယ်နော်ကမ္ဘာမှာလည်းပဲအဲ့လိုပဲနော်စာသင်ခန်းထဲမှာပါတုဒ္ဒရတဲ့လူတိုင်းကနော်အပြင်လောကမှာနေရာရတယ်လို့ပြောလို့မရဘူးဒါကြောင့်မို့ဒီလိုပြောချင်တာကနော်လူရင်းပြောပြီးအရှင်များကျမ်းပြီးကြောင်ပြောက်တယ်ဒီနေ့ပြည့်ဒီမှာ global မှာ BA ရရထားပါတော့ MA ရတယ်ဟောရသွားတယ်စာလက်တက်သွားတယ်ကြောင်ပြောက်တယ်ဆိုတာရှိလိမ့်မယ်ဒါတွေမရှိအောင်ပေါ့ဘုံဘဝနေပြီးတော့အရှင်များကိုနော်ဒီပြီးတော့တက်နိုင်သမျှအာမခံလေးပေးမယ်ဒီပြီးတော့စာကြဂရိကဆောင်တွေတက်ဆောင်မယ်မကြခင်ပြီးမယ်ဒီမှာလည်းနေလို့ရတယ်နော်ကျမ်းပြီးသွားပြီဘုံနဲ့ဒီမှာနေမယ်ဒီတက္ကသိုလ်မှာဆက်ပြီးတော့သာသနာပြုမယ်ဆိုရင်နော်ဘလို့ခွင့်ရရမလဲလို့ဘုံမေးစရာရှိတယ်ဘုံထပြောမယ်ပြီးခဲ့တဲ့နှစ်ကျော်လောက်ကဒါပထမဆုံးဒီပြီးတော့ဘဝမှာအစပေါ့နော်ဒါဥပညာသီတိတို့နော်ဥစဒီကပါတော့ဥဒုနန္ဒလေးတို့ပထမဆုံးပို့လိုက်ပြီးခဲ့နှစ်ကတော့ဒီပြီးတော့လည်းမြေဝဲလိုက်တယ်လုံးလိုက်ချတယ်လိုက်တယ်ဒီမှာလည်းပဲလက်ထောက်ကတိကတွေကနေတဲ့ခါကျတော့အစားထိုးစရာမေးတော့ကိုယ်ပိုင်ကိုရှိတာလေးနဲ့တင် जा ပေးပြီးတော့မပို့နိုင်ခဲ့ဘူးဟောဒီနေ့ကျတော့အကျွေးလည်းကြေသွားပြီအားလုံးအဆင်ပြေသွားပြီလက်ထောက်ကတိကရဲ့အစားထိုးဖို့လည်းပေါ်လာတဲ့ခါကျတော့ဒီပြီးတော့ဘာပြောလဲဆိုတော့ဒီနေ့၄ပါးလောက်ပို့ဖို့ပလန်ချပြီးသွားပြီအဲ့ဒါလေးပြန်လာမယ်နောက်နေ့ကျတော့ဒီပြီးတော့ဒီမှာဒီလာမယ့်နှစ်လေးမှာပေါ့ဒီပြီးတော့စာကြကတိကတွေပြီးခဲ့နှစ်က BA ပြီးသားတွေလက်ထောက်ကတိကခန့်တာဒါတွေကိုဒီပြီးတော့ကဒီနေ့အတွင်းနေစာကြကတိကခန့်တော့မယ်အဲ့စာကြကတိကလေးတွေနော်သူတို့လေးတွေကဒီနေ့မှတစ်နှစ်တင်မယ်တင်ပြီးရင်နောက်နိုင်ငံခြားပို့ပေးမယ်ဒါဒီပြီးတော့လုပ်ပေးတော့မယ်အဲ့နေရာမှာအစားဝင်ဖို့အချင်းများအခု BA ပြီးတဲ့ဦးစင်းတွေကဒါအခွင့်အရေးရှိတယ်ဒီနေ့ BA ပြီးတဲ့အဖွဲ့သဘောပေါက်တယ်နော်ဘယ်သူတွေတော့မင်းတွေကဥကေတီတို့အဖွဲ့တွေပေါ့ထားပါတော့နောက်နှစ်ရှိတယ်နောက်ပြီးတော့ဦးအော်ကြီးတို့ဘာတို့ပေါ့ထားပါတော့နော်ဒီမှာအများကြီးရှိတယ်သူတို့ဒီလိုပြောချင်တာကဘာပဲကြမ်းပြီးကြောင်းပြောက်မဖြစ်စေချင်ဘူးတပြည့်တော့ဘာလုပ်ပေးနိုင်လဲဆိုတော့အရှင်များကခုနပြောသလိုစာလဲတော်ရမယ်ဘာလဲတော်ရမှာစာလဲတော်ပေါ့စာလဲတော်ဆိုတာစာခုနပြောပါတုဒ္ဒလို့မပြောဘူး first class လောက် second class လောက်တော့ဝေးရမှာပေါ့ fail တွေဘာတွေပေါ့ again fail again and again ဒါမျိုးလည်းမလုပ်ချင်ဘူးစာလဲတော်ရမယ်ခုနပြောတဲ့ဝိရိယထားပြီးတော့တက္ကသိုလ်အတွက်တော့ဒီတန်ခါဝေယဝဆိုင်အတွက်လုပ်ပေးရမယ်ဒါစံနမူနာပြောမယ်ဆိုရင်ဒီလိုတို့ဒီမောင်နေတို့ပေါ့ရေရှိတယ်ဆိုရင်ဒီမှာဟိုဘိုက်ကလေးတို့ဘာလို့ပဲပြောမယ်နော်ဒီမှာတို့ကြမ်းပြီးတယ်စာတော်တိတ်တော်လာဆိုမဟုတ်ဘူးဘိုးကြီးတို့မလို့သိပြီးသားစာတိတ်တော်လာဆိုအဲ့လိုမဟုတ်ဒါပေမဲ့သူ့ရဲ့အရေးချင်းမှာကဒီတက်ကတော်တိုးတက်ကြောင်းအများကြီးပါဝင်နိုင်တဲ့အတွက်ကြောင့်ဒီလိုလာသူတို့ဖွဲ့လေးတွေလာမနစ်ကြရင်ဒီလိုစာကြက်ကလေးကခန့်တော့မယ်ဟ
ဟောသူတို့လေးတွေစာကြကတိကတွေပြီးသွားတာတပည့်ပြောသလိုနောက်နေ့ကျရင်နိုင်ငံခြားပို့မယ်ဒါတပည့်အမတ်ကန်နေဒါတွေကတော့အနည်းဆုံး5-6ပါတဖြည်းဖြည်းနဲ့ပေါ့သူတို့ဒီ level ကိုကြည့်ပြီးတော့တပည့်ကပို့တယ်ဆိုတာပို့တော့မှာပို့ပဲအဲ့နေမှာအစားထိုးမယ်ဘယ်သူတွေစားထိုးမယ်နောက်လာမယ်ဟိုမှာသူမနာလေးတို့အဖွဲ့တွေပေါ့ဒါပြောချင်တာကဟိုပေါ့နော်အကုန်လုံးတော့တပည့်တော်ကဟိုကယ်ပေးနိုင်မလားတနည်းအားဖြင့်အကုန်လုံးတော့တပည့်တော်ကအခွင့်အရေးပေးနိုင်မလားဆိုအဲ့လိုတော့မပြောဘူးဒါပေမဲ့အရှင်များများလည်းပဲကန်ဆက်လို့ရှိရင်ဥပမာပေါ့ဒီမှာနေမယ်တက္ကသိုလ်မှာပြောတယ်ဘိုးနဲ့တက္ကသိုလ်တိုးတက်ကြောင်းပေါ့ဝိုင်းကူမယ်ဆိုလို့ရှိရင်တစ်နှစ်တန်တီဝိုင်းကူနှစ်နှစ်တန်တီဝိုင်းကူအဲ့ပုံကိုယ်တွေအတွက်ဒီမှာအခွင့်အရေးတွေအပြည့်အဝရှိတယ်ဆိုတာလေးတပည့်တော်ပြောပါတယ်เนาะဒါလေးပြောချင်တာเนาะဒါကြောင့်မို့အဲ့တိုင်းပဲသွားမှာဒါဒီတိုင်းပဲတပည့်တော်ကဒီတက္ကသိုလ်မှာအဲ့လိုလည်းပဲသွားမယ်သူတို့တွေကဒီမှာဘယ်လောက်ထိတာဝန်ထမ်းဆောင်အဲ့လိုမရှိဘူးတပည့်တော်ပြောတယ်စာကြကတိကလုပ်တယ်ပို့ပေးမယ်ဒါကိုစွမ်းနိုင်တယ်များပြန်လာတယ်ဒီမှာတက်နိုင်မှထမ်းဆောင်ကိုယ်ပိုင်ခွင့်ရရှိလို့တခြားနေရာမှာသွားလည်းရတယ်တပည့်တော်အချုံအောင်မရှိဘူး2နှစ်တန်တီ3နှစ်တန်တီရလို့မဟုတ်ဘူးတစ်သက်လုံးလည်းရတယ်ဒါပြောလို့ကဟိုဘယ်လိုပဲဖြစ်ဖြစ်လေဒါအတူတူလက်တွဲပြီးလုပ်ရမယ်လုပ်ငန်းကြီးဖြစ်နေလို့သဘောပေါက်လားဒါကြောင့်မို့ပြောဒါလေးပဲပြောတာပါအရှင်များများเนาะကျွန်တော်ချမ်းပြီးကြောင်းပြောင်းတနည်းပြပြောမယ်ဆိုရင်တော့ global မှာ BA ဘွဲရပြီးတော့အလုံးမရှိဘူးငါဘာလုပ်မလဲအခုဘုန်းကြီးကတဲတော်စာပေးပြီးမဘုန်းကြီးနဲ့နေမဲ့ဝေယဝဲဆက်လုပ်မယ်စာကြကတိကဖြစ်အောင်ကြိုးစားမယ်နိုင်ငံခြားမှာသွားမယ် BA MA တွေနောက်တစ်ချိန်လက်ကြရင် PhD တွေပါဒီဘုန်းကဒါလုပ်ပေးမယ်ဆိုတာလေးပေါ့ဒါအတိပေးတယ်အကုန်လုံးเนาะအစင်တိုင်းပေါ့အစင်တိုင်းဟိုမှာအရှိတို့နောက်လက်လာလိုက်မယ်နောက်ဘွဲတွေပေါ့အဲ့လိုမျိုးပေါ့ခုနကပြောတက္ကသိုလ်တွေအချိုးပြုတဲ့သူလည်းဖြစ်ရမယ်ပြီးတော့စာလည်းပဲအထိုက်လျောက်တော်ရမယ်အဲ့လိုပုံကိုယ်တွေဒီမှာတပြီးတော့နေရာတွေအများကြီးပေးဖို့အစီအစဉ်တွေရှိရဆိုတဲ့အကြောင်းလေးဒါတပြီးတော့မှသိအောင်တပြီးတော့ကပြောပြတာเนาะဒါလေးပဲတပြီးတော့ဒီနေ့အတွက်ပြောချင်တာလေးเนาะဒါကြောင့်မို့အားလုံးသောညီငယ်တွေညီမငယ်တွေပေါ့အကုန်လုံးကเนาะဒီမှာတပြီးတော့တက္ကသိုလ်မှာเนาะဒီနှစ်2024-2025ပညာသင်နှစ်ပြီးဆုံးအောင်တမြောက်เนาะတက်ရောက်သင်ယူပေးတဲ့အတွက်လည်းဘုံဘုံနေနဲ့เนาะဆရာတစ်ပါးနေနဲ့ဗမာကချုပ်တစ်ပါးနေနဲ့အင်မတန်မှဝမ်းသာတယ်ပျော်ရွှင်တယ်ကြည်နူးတယ်ပြီးတော့လည်းရှင်များများမြင်ရတာအရင်စိတ်ချမ်းသာတယ်ပြီးတော့လည်းစာရီသင်ရတယ်ကိုယ်တိုင်เนาะဆရာပြည့်ခွင့်ရတယ်ကိုယ့်ရဲ့ dream တွေပေါ့အရှင်များတို့ကြောင့်ဒီလိုအောင်မြင်လာတယ်ဘယ်လို dream နဲ့ဆိုတော့ဒီလိုအဲ့လိုပေါ့ဟိုမဟာနာယကကြီးတွေမဆိုးဆရာတော်တွေလိုပေါ့အားကြတယ်စာတွေတစ်သက်လုံးသင်ကျင်တယ်တပည့်ရှိမှလည်းသင်လို့ရမယ်ဒီလိုမျိုးပေါ့ဒီလိုအခွင့်အလမ်းတွေရှိတဲ့ကြောင့်အရှင်များတို့အမြဲတမ်းဒါလေးစားကုန်ယူနေမယ်ဒါပြောတာเนาะအရှင်များတို့အပေါ်မှာဒီလိုတောင်းမကြည့်တာတွေဒီအခွင့်အရေးတွေယူလဲဆိုလဲဒါတီးခံသွားဆရာတပည့်ဒီလိုပဲဆိုးလို့ရတော့ဆိုးရတာเนาะရှင်များတို့ပုံမှာဒါဒီလိုတစ်ခါကျရင်ဆိုးရတာပဲကလေးဆိုးရတာပဲ naughty ပေါ့ naughty child ပေါ့ဒီလိုဟုတ်တယ်မလား naughty man လောက်ရတယ်တစ်ခါတည်းကျရင်လည်းပဲတီတန်းနဲ့ဒီလိုเนาะရှင်များတို့အလျှော်ပေးတာရှိပါတယ်အကျရင်လည်းအလျှော်ပေးရတယ်ဟောကိုတစ်ဖက်လေးပဲကိုကလေးတွေပဲဆိုသူတို့ကလည်းပြောတယ်အလျှော်ပေးပါနဲ့ဟမ်ဆိုတော့ပြောပြချင်တာကဒီတက်ကဆိုမှအဲ့လိုမျိုးပြောရွှင်ရွှင်နဲ့ဒီလိုပညာတွေသင်လို့ရမယ်နောက်နှစ်တွေရောเนาะဒါကြောင့်မို့အရှင်များတို့ကလည်းเนาะစိတ်တွေမပြောင်းနဲ့ပညာရေးပြီးဆုံးအောင်သင်ပြီးလို့ရင်အခွင့်အလမ်းတွေเนาะခုနဘောပြောတဲ့ထွက်ပေါက်တွေလားထွက်ပေါက်တွေရှာတဲ့အခါမှာခုနဘုန်းကြီးတစ်ပေါက်ပေးထားပြီးသွားပြီစာသင်စာချလုပ်မယ်နိုင်ငံခြားသွားမယ်ဘုန်းကြီးနဲ့လက်တွဲမယ်ဒါလည်းပဲထွက်ပေါက်တစ်ခုရှင်များခေါင်းနဲ့ထည့်လို့ရအောင်တပြောတယ်ပြီးတော့တက္ကသိုလ်ကြီးကျယ်သွားပြီเนาะနေပြင်းလေးကျယ်သွားပြီအနေထားကျယ်သွားပြီပြောချင်းစာသင်လို့ရပြီစာအုပ်တွေတိုးတက်တော့ပဲရှိတော့မယ်အဲဒါမို့ကိုယ့်ရဲ့ရရွာတွေကိုဒေသကိုမျိုးမှာရှိတဲ့တငယ်ချင်းတွေပေါ့တငယ်ချင်းတွေကိုဆရာသမားကြီးတဲ့ကျောင်းတွေမှာเนาะဒီကုလိုမျိုးပေါ့ခေပညာရက်တွေအင်္ဂလိပ်စာပေနဲ့ Buddhist study တွေကိုလေ့လာခြင်းနဲ့ဆိုရင်ညွန်လိုက်ပေါ့ global ကိုသွားအချိန်မီတဲ့အခုလိုမျိုးပေါ့တိုက်တွန်းပြီးတော့ဒီလိုနောက်နေ့စာသင်ခန်းမှာပြပါပေါ့တငယ်ချင်းမိတ်ဆွေတွေစုံနေစာဆရာသမားကြီးစုံနေစာနဲ့ပြန်ဝင်ကြမယ်သဘောပေါက်လားเนาะဒါကြောင့်မို့အားလုံးညီငယ်များပေါ့เนาะဒီနေ့အာဆီယံပူဇော်ပွဲမှာเนาะစိတ်ရှိလာနဲ့နားထောင်ပေးပြီးတော့အခုလိုမျိုးတက်ရောက်ပြီးတော့လည်းကျေးဇူးတင်ပါတယ်เนาะဒါကြောင့်မို့ဒီလိုညီကုန်းဩဝါဒညီကုန်းချုပ်ပါတယ်အားလုံးသောညီငယ်ညီမငယ်များเนาะယနေ့ကစားပြီးတော့သက်ရှိချမ်းမှာဘေးရန်ကွာ၍ကောင်းကျိုးလိုရဆန္ဒများပြည့်စုံပြီးသာသနာ့ကျိုးမိမိကျိုးကိုထမ်းဆောင်နိုင်တဲ့ရန်ကောင်းရမ်းမြတ်များဆရာလေးများဖြစ်နိုင်ကြပါစေ